ဆက်လက်ပြီးတော့ကျွန်တော်တို့စီစဉ်လေးကိုပဲကိုကြီးပန်ဖို့ဦးမဲ့ညမငယ်တယောက်လည်းရောက်နေတယ်ကျွန်တော်ထင်တယ်ရှေ့ဆုံးမှာတွေ့လိုက်မိသလိုပါပဲဆိုတော့ဆက်လက်ပြီးတော့ဘာချင်းလေးလဲမသိဘူးဆိုယူသွားပြီကွာဆိုတော့ချင်းလေးတို့ကိုကြီးတီဆိုပေးမဲ့ညမငယ်ချောစုခင်ကိုစင်မြင့်မော်ဖိတ်ခေါ်ပါတယ်မင်္ဂလာပါညီမအရန်ဟော့ရှော့ညလုံးများညို့လို့ကိုယ်သေးလေးကိုသေးရင်ခုန်တဲ့တွေထိန်ချုံလို့